အခုဆိုရင်ဒါလှေကားလေးကိုကြွေပြားခင်းပေးထားပြီးတော့လက်ရန်ကိုပေါ့နော်ဒီ hollow လက်ရန်နေနဲ့သုံးဆွဲပေးထားတာဖြစ်ပါတယ်တကယ်ဆိုရင်တော့အင်ရှင်တွေကအိတ်ဆောက်တဲ့အချိန်မှာလှေကားကိုဘာခင်းရမလဲပေါ့နော်ကြွေပြားခင်းရမလားပါကီခင်းရမလားအာယုံမျိုးထွေပြားကြရတယ်ပေါ့နော်ဒါပေမဲ့အတွေ့အကြုံရဆိုရင်တော့ဒီလိုကြွေပြားခင်းတဲ့ဟာကနည်းနည်းပို့ပြီးတော့ durable ဖြစ်တဲ့အပြင်ကိုဒီအရန်ကိုမျက်နှာပြင်မချောတဲ့ကြွေပြားကိုပဲသုံးမယ်ဆိုရင်တော့ဒါရေရှည်ခိုင်ခံ့မှုအတွက်လည်းအားသာချက်ရှိပါတယ်ဒါအပြင်အခုဆိုရင်ဒါ hollow လက်ရန်လေးတွေကိုလည်းဒါ standard package ထဲမှာပါဝင်ပေမဲ့တကယ်ကိုအိမ်နဲ့ light ဖက်တဲ့ hollow လက်ရန် design လေးတွေကိုတိစောက်ပေးထားတာဖြစ်ပါတယ်ဒီ hollow လက်ရန် design လေးတွေရဲ့အားသာချက်ကဘာရှိလဲဆိုရင်ကိုလိုချင်တဲ့ပုံစံကိုစိတ်ကြိုက်ပုံဖော်လို့ရတယ်ပြီးရင်ကိုလိုချင်တဲ့စိတ်ရောင်ကိုလည်းတုပ်လို့ရတဲ့အတွက်hollow လက်ရန်ကိုတချို့ Asian တွေကလည်းကြိုက်ကြတယ်တချို့ကလည်း hollow လက်ရန်နေရာမှာ steel လက်ရန်သို့မဟုတ်ကျွန်းလက်ရန်တွေလည်းအစားထိုးပြီးတော့အသုံးပြုတတ်ကြပါတယ်ဒါပေမဲ့ဒီအိမ်လေးမှာတော့အိမ်လေးက modern design ဖြစ်တဲ့အတွက်လေကားလက်ရန်တွေကိုတော့ hollow လက်ရန်နဲ့ပုံဖော်ပေးထားပြီးတော့ဒီအခင်းကိုတော့ကြွေပြားလေးနဲ့အလှဆင်ပေးထားတာဖြစ်ပါတယ်ရှင်